မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမြဟန်သိန်းလှုပ်သားကောလိပ်ရေးသားသောမွန်းချင်းဆရာတော်ဘုရားကြီး၏ဝိသေသထူးမြတ်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်မွန်းကြီးဆရာတော်ဘုရားကြီးသည်မြန်မာနိုင်ငံသာသနာရေးသမိုင်းတွင်အထင်ကရအပါဝင်ဖြစ်သောကြည်ညိုဘွယ်ရာဆရာတော်ကြီးတစ်ပါးဖြစ်ခဲ့သည်နှင့်အညီဆရာတော်ကြီးဘဝဖြစ်စဉ်မှာလည်းတာမန်လူပုဂ္ဂိုလ်တို့ထက်ထူးကဲလွန်မြတ်သောအံ့ဖွယ်ဖြစ်ရဝိသေသထူးများရှိနေသည်အဆိုပါဖြစ်စဉ်ထူးများကိုစူးစီးတင်ပြပေးလိုက်ရပါသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပင်မုံရွာမြို့နီးမိုးညင်းတောရနယ်မြေ၌သာသနာသမိုင်းဝင်အံ့ဖွယ်ရာတပုတ်တွေစေတော်မြတ်ကြီးကိုတည်ထားနိုင်ခဲ့ပြီးမြန်မာပြည်အနှံ့မိုးညင်းဝိပဿနာတရားများကိုဟောကြားပြသပေးခဲ့သည်ထို့အပြင်ဓမ္မအမွေကျမ်းစာ36အုပ်ကိုပါရေးသားတော်မူခဲ့ရာထူးခြားသောသာသနာပြုပုဂ္ဂိုလ်အဖြစ်ရေးသားပူဇော်သင့်သည်ဖြစ်ပါတော့၏ရန်ကုန်တိုင်းတန်လည်မြို့နယ်ဖားကူရွာနီးဝင်းကနီးရွာဂုံကျေးစုရွာ၌1234ခုနှစ်တွင်မွေးဖွားခဲ့သည်သားသမီးမရနိုင်တော့သည့်အသက်56နှစ်အရွယ်ရှိမိခင်တော်ပေါ်မှမွေးဖွားပေးလိုက်သောတောက်ကြသားဖြစ်သည်မြတ်စွာဘုရားအလောင်းတော်ကိုလည်းမေတော်မာယာဒေဝီမိဖုရားကြီးတက်တော်56နှစ်ရောက်ခါမှတောက်ကြနေတွင်မွေးဖွားပေးခဲ့သည်ဆရာတော်ကြီးမွေးဖွားသောတပေါင်းလာဆန်း2ရက်နေ့နနက်8နာရီသည်မိုးရွာသွန်းချိန်ကာလမဟုတ်ပေနေပင်အစွမ်းကုန်ပူသောမေယာသည်ဖြစ်၏မမွေးဖွားမီ3နာရီအလိုခန့်တွင်မိုးသည်မိုးပေါက်များကြအောင်တီးထန်စွာမိုးရွာသွန်းချခဲ့သည်လောကထဲသို့ရောက်ပြီး3နာရီခန့်အကြာတွင်မိုးညင်းမိုးဝဲကလေးဖြင့်ရွာသွန်းပေးပြန်၏မဲဘော်ကံပေါ်လေခြင်းကြာဝင့်ထွန်းတင်လေခြင်းဟူသောတပေါင်းစကားသည်တစ်နယ်လုံးသို့ပြန့်နှံ့သွားခဲ့သည်ဖုန်းတော်ကြီးကြောင့်သင်ရိုးစာများကိုအခက်အခဲမရှိသင်ယူနိုင်ခဲ့ပြီးဉာဏ်ပညာထက်မြက်မှုအေးဆေးစွာနေတတ်မှုဆရာစကားကိုလေးစားလိုက်နာမှုတို့ကြောင့်အံ့ဩချီးမွမ်းခြင်းကိုခံခဲ့ရသည်ပုံစံအထူးဆန်းပြသောတပုတ်ဒီစီတော်ကြီးကိုတိဆောက်ရန်မွေးဖွားလာသည်ဟုဆိုရပေမည်စာသင်ချိန်အားလတ်နေလင်ကနုတ်ပန်းများရေးဆွဲခြင်းထင်ရှားသောဖျားပထိုးတို့၏ပုံတော်များရေးဆွဲခြင်းပြုလုပ်နေတတ်သည်14နှစ်သားအရွယ်တွင်ရှင်သာမဏေပြုဝေးရာရှင်သူမနာဟုဥပဇေဆရာကမှဲ့ပေးလိုက်သည်ထိုက်တန်မှန်ကန်စွာမှဲ့ခေါ်ပေးလိုက်ခြင်းဖြစ်၏သူမနာ၏မြန်မာပြန်အထိပ်ပဲမှာကောင်းသောစိတ်ဟုဖြစ်သည်ရှင်သူမနာသည်ကောင်းသောစိတ်ရှိသူအရှင်တစ်ပါးဖြစ်လာရန်ညှိုးဆိုနေတကယ်သို့ဖြစ်၏မန္တလေးသို့တက်၍စာပေကျမ်းဂန်များကိုတင်ယူခဲ့သည်စာချဆရာတော်နှင့်တန်ဃာတော်များအတွက်ချိုးရည်တုံးရည်တောက်ရည်များကိုနေ့စဉ်ထည့်ပေးခြင်းတပတ်လျင်တစ်ချိန်ကနုတံများကိုစေကြောခြင်းအစရှိသည့်ဝတ်များကိုမပြတ်ကွက်ခဲ့မိမိကိုမိမိနှိမ့်ချရင်ကျေးစွာဝင်းနီးတော်နှင့်အညီနေထိုင်ခဲ့သည်ခမဲတော်မဲတော်တို့ကွယ်လွန်ချိန်တန်ကြိုးရိုက်လူလို့ခေါ်တော်လဲစာဝါပြက်မှာတမာတိပြက်မှာဆို၍ပြန်မကြွခဲ့ပေဆွေမျိုးများကမကျေနပ်တော်လဲဥပဇေဆရာကမူတန်ရောစဉ်ပြတ်နိုင်တဲ့တပည့်ပဲတမိုးအောက်တယောက်ဖဲกว่าဟုချီးကျူးလေသည်တောရစခန်းသို့တက်မိငါသည်လူဖြစ်သည်မှယနေ့ထိဖုံးကွယ်ထားလက်အကုသိုလ်အပြစ်မှကင်းပါ၏လောငါသည်မတတိဖွဲအကုသိုလ်နယ်မှဘယ်အမှုများကိုပြုမှားမိခဲ့လေသနည်းဟုအထက်ထက်တွေးကစဉ်းစားကြည့်၏ထိုအခါကြီးမားသောအပြစ်များမတွေ့ရဘဲကျောင်းသားဘဝငယ်စဉ်ကတငယ်ချင်းများနှင့်ကစား၍ရွာလမ်းမှပြန်လာကြရာခွေးဟောင်သဖြင့်လူသွားလမ်းမှအုတ်ခဲတစ်ချက်ကိုကောက်ယူပြီးပေါက်လိုက်မိသည်ခွေးကိုမထီလမ်းခဲထားသောအုတ်ခဲသာအဝေးသို့ရောက်သွားသည်အော်ဤအုတ်ခဲတစ်ချက်ကိုဖယ်ရှားမိခဲ့ခြင်းဖြင့်ငါသည်လမ်းကိုဖျက်ဆီးခဲ့ခြင်းအမှုကိုပြုခဲ့ချေပြီထိုအပြစ်သည်လည်းငါအားအပေသို့လာစေနိုင်၏ဟုတွေးတောထိတ်လန့်လျက်နှစ်ဖူးပြန်မှချွေးသည်ချွေးပေါက်များထွက်ကြလာသည်ကိုယ်ဝဲကန့်ညင်နေသောယုံမားမှုတိုးလောတွေးတောပူပန်နေမှုအားကုစားရန်အတွက်မိုးရမြေဇာတိရွာသို့ကြွလာပြီးမိမိငယ်စဉ်ကအုတ်တစ်ချက်ယူပြမိခဲ့သောလမ်းကိုရွာမှကြောင်းရောက်အားလုံးပြီးစီအောင်နှစ်ရက်အတွင်းပြင်ဆင်ပေးခဲ့သည်ပထမဆုံးတော့ရမြင့်ငယ်မြို့နီးတစ်ပင်ကြီးငယ်တို့အုပ်ဆိုင်လျက်ရှိသောအဲပြမခရာရွာ၏အနောက်ဘက်ရှိလေးတိုင်စဉ်ကျောင်းကလေး၌တောရမင်၍သူတော်ကောင်းတရားထုတင်ကမ္မထမ်းတရားများကိုစတင်ကျင့်သုံးခဲ့သည်ထိုကျောင်းကလေး၌လူတို့မတ်မောဝယ်ပစ္စည်းဆို၍ဘာတစ်ခုမှမရှိကျောင်းကလေးနှင့်ဈဉ္ဉံတစ်ခုတွဲလျက်ရှိသည်ကျောင်းတွင်၌ဖျားချမ်းတစ်ချက်ရှိသည်ဝဘိုးစစ်ခေါင်းတစ်လုံးရှိသည်တောက်ရိုးတစ်လုံးရှိသည်ရေမုတ်နှင့်ဆေးရည်အိုးတစ်လုံးရှိသည်ဝကတ်ကိုအနားကုပ်ပြီးထားသောကျောက်တကပိတ်တစ်ခုရှိသည်မလမကန်းတွင်ရေရင်းတစ်ခုရှိသည်မြစ်တာတက်ရောင်ထူးခြားပြောင်တောရဆောက်ဒီတရားအထုတ်၍တစ်နှစ်ကျော်လွန်လာသောအခါကျောင်းနှရှိတစ်ပင်များမှဇရက်ဂျိုးငှက်
ခိုးနှင့်စားကလေးများသည်မထေမြတ်၏အနီးပါတွင်ဝိုင်းကရစ်ကတီးရှိနေကြသည်ကြောက်လန့်ထိတ်ယုံခြင်းမရှိအနီးအပါသို့တိုးဝေချင်းကပ်လာကြသည်ထိုအခါမထေမြတ်ကလက်နှင့်ဖမ်းကင်ပြီးငါဆွေတော်မျိုးတော်များချမ်းသာစွာပြန်ကြပြီတော့ဟုဆိုလိုက်မှပြန်သွားကြသည်နှစ်နှစ်ကျော်လာသောအခါမထေမြတ်၏အကျင့်သီလကုံကြောင့်ကြည်ညိုသူဒိုင်ကာမများဝိုင်းအောင်လာကြပြီးသီလယူတရားနာကြသည်တောမီယဟန်ဖို့လူပရိသတ်ကြီးသည်ကြီးစွာသောအနှောက်အယှက်အဟန့်တားဖြစ်သောကြောင့်အပြမက်ခရာတော်မှတိတ်တဆိတ်ထွက်ခွာလာခဲ့ရသည်လေဒီဩဝါဒခံယူထိုမှတဆင်6ဦးခင်မွန်ဘော်ဒီတော်ရ3ခန်းရုပ်ဆရာတော်ရည်စကြိုးဂူပြူဆရာတော်ဖျားကြီးလေဒီဆရာတော်ဖျားကြီးများထံမှဩဝါဒများကိုဆက်လက်ခံယူခဲ့သည်လေဒီအရှင်မြတ်ကြီးကငါရှင်သူမနာအာထုတ်သောတရားကမခတ်အာထုတ်သူ၏ဝိရိယသာလိုသည်တရားကိုတကယ်လိုချင်သူကသမုဒ္ဒရာ၏ဟိုဘက်ကန်းကိုကုအံသောယောက်ျား၏လုံလတကဲ့သို့၎င်းစัจ जा မိစီစဉ်ကိုယူအံသောယောက်ျား၏အာသာဆန္ဒလုံလတကဲ့သို့၎င်းတကယ်မရမနေဇွဲလုံးလာထား၍အာထုတ်ရမည်ဟုသောဩဝါဒစကားကိုမြတ်ကြားတော်မူသည်မုံရွာမြို့နီချင်းရင်းမြစ်အနောက်ဘက်ကမ်းတစ်ခုတွင်ရှိလက်ပတောင်းတောင်တွင်တဝါဆိုပြီးနောက်ပြင်းနေတော်ရမွန်းကြီးမတရားကြီးသာသနာနယ်မြေဟောင်းတွင်တော်ရဆောက်တည်ခဲ့သည်အဆိုပါတော်ရ၌လေဒီဆရာတော်ဖျားကြီးအောက်ပါဩဝါဒ6ချက်ကိုဥထိတ်ထား၍ကျင့်သုံးခဲ့သည်1တကားတို့ပြည့်စုံကိုလိုက်မစားရ2ရဟန်းခံရှင်ပြုလုပ်ပေးခြင်းအလှူဒန်းလိုက်ခြင်းမပြုလုပ်ရ3ဖုန်းကြီးပြန်ပွဲများအစည်းအဝေးများမလိုက်ရ4စကားမပြောတရားမဟောပဲ10နှစ်အားထုတ်ရမည်5 10နှစ်ပြည့်မှကိုယ်နေရာမှနေ၍တရားဟောရမည်6အသက်60ပြည့်မှသာနေလှည့်ပြီးတရားဟောရမည်ကြောက်လန့်ပွဲရာအဖျားပြမြေထဲတိုးရမှာနာနာဘာဝတို့အလွန်ဆိုးရွားပြီး6လတဲ့ကြောင်းဒေသတွင်မှာနာမည်ကြီးကိုတော်ကနုနဲ့ဒီနေရာနဲ့ကြာခံမမလားဟုရွာသူရွာသားများအချင်းချင်းတီတိုးစကားပြောဆိုနေခဲ့ကြသည်ဆရာတော်သတင်းသုံးစာတစ်နှစ်ခန့်ကာလတွင်မြစ်တော်နှက်ချိန်၌အုပ်တဲစူချမ်းအဟိတံများကြားရသည်တခါတရံဆိုင်းတီးတံဘုံပေါင်းတီးတံနှင့်တချင်းဆိုတံများကြားရသည်အရှင်မြတ်လွင်တီးခေါင်၌တရားအထုတ်နေစဉ်အယုတ်ဆိုးရလာသောလူပုံတရံအစင်းတို့ကိုယူရူရတာမြင်နေရသည်တခါတရံအလွန်ချောမွလာပါသောကိုရင်နဲ့တင်းပြန်သောအမျိုးသမီးလေးများကိုသပင်ဖားလျက်ချလျက်အနီးပါးမှတွာလာလှုပ်ရှားနေသည်ကိုတွေ့မြင်ရသည်ဘာမှမမြင်ရပဲကိုတော်ဒီမှာမနေပါနဲ့ပြန်ပါဟုသောအတန်ဆိုးကြီးများကိုလည်းကြားရသည်မိုးရင်အရှင်မြတ်မှာမေတ္တာဓာတ်ကိုသာတအားပို့လွတ်နေသဖြင့်နောက်ခါထိုနာနာဘာဝတို့မှ၆လန့်ခြင်းလုံးဝပျောက်ကွယ်သွားသည်ထူးဆန်းသောမွေတကောင်တညက်နေတွင်မိုးရင်အရှင်မြတ်သည်ဇီဒီငုတ်တို့များရှိ၌ဇီဒီရင်ကနာဝတ်ပြုအပြီးစောင့်ကြောက်ထိုင်၍ဝတ်ပြုနေသည်ထိုစဉ်မွေတကောင်သည်အနီးအဖသို့ရှောကနေရောက်လာကတရှူရှူအတန်ပေးနေမိုးရင်အရှင်မြတ်သည်ဖျားဝတ်ပြုရင်းတေးရလျင်မြတ်ဤဟုသဘောပိုက်ကအိန္ဒြေကိုဖျက်ခြင်းမရှိစောင့်ကြောက်ထိုင်မြဲထိုင်နေဝတ်ပြုမြဲပြုနေမွေသည်အရှင်မြတ်စောင့်ကြောက်ထိုင်နေသောခြေနှချောင်းကြားမှရှေ့သို့တိုးထွက်လာကရှေ့မှနေပြီးပပင်းထောင်ပြနေပြန်သည်ထိုအခါအရှင်မြတ်ကြီးကထူးခြားသောမွေတကောင်ပဲဟုရိတ်စားမိကထိုမွေကိုအာယုံပြု၍မေတ္တာဓာတ်ပို့လွှတ်လိုက်သည်ခဏအကြာတွင်မွေသည်ဘယ်အောင်မှမသိပျောက်ကွယ်၍သွားသည်နေရိုင်းကြီးတနနက်ခင်းဆရာတော်ကြီးစိုးကန်ကြွစဉ်တရှူးရှူးမှန်ဖီ၍နမနောက်သို့ဒေါ်ကြီးမော်ကြီးပြေးလိုက်လာသောနေရိုင်းကြီးနှင့်တဲ့တဲ့ရင်ဆိုင်မိကြသည်နေရိုင်းကြီးကလည်းဆရာတော်ကိုတအားကြုံ၍ဝှေ့မိပုံပေါ်နေသည်နောက်မှလိုက်ပါလာကြသူများကတောရကိုတော်လေးဒုက္ခရောက်တော့မှာပဲဟုစိုးရိမ်တကြီးဖြင့်တောရကိုတော်လေးဘေးဖယ်လှမ်းអော်၍ရှောက်ထားကြသည်ဆရာတော်ကစိုးခံဝတ်ကိုမစွန့်ဘဲရဲဝံ့စွာပင်လှမ်းမြဲတိုင်းလှမ်းနေသည်နေရိုင်းကြီးသည်ဆရာတော်၏ရှေ့4000ခန့်အကွာရောက်သောတစုံတစ်ယောက်ကနဖားချိုးကိုစောက်ဆွဲလိုက်တဲ့ကဲ့သို့ခြာကနေလှဲ့ကဘေးသို့ထွက်ပြေးသွားလေတော့သည်မွေဟောက်ကြီးတနနက်ခင်းစိုးငံကြွနေစဉ်မှာပဲလမ်းဘေးအနီး၌မွေဟောက်ကြီးတစ်ကောင်သည်ပပင်းကထောင်ထောင်မြဲရန်ဆောင်၍နေလေသည်တွေ့မြင်ရသူရာသမားများကဒုတ်ခဲတို့ဖြင့်ပြစ်ပေါက်6လန်တော်လဲအဝေးသို့ထွက်မပြေးပပြေးကြီးမိုး၍ဆရာတော်ကြီးလာရလန်းသို့သာတိုး၍သွားနေသည်မွေသူကြီးပါဖျားနောက်ပြန်ကြွတော်မူပါဟုထိုင်ကာများကရှောက်ထားကြတော်လဲနောက်ပြန်မလဲပြီမိမိစိုးငံဝတ်ကိုအပြတ်မခံဘဲကြွမြဲဆက်ကြွခဲ့သည်မွေစိုးကြီးအနီးသို့ဆရာတော်ကပ်ရောက်လာသောအခါမွေစိုးကြီးပပင်းသည်အလိုလိုငြိမ်ကျသွားသည်ထို့နောက်ဘေးသို့ရှောင်းတိန်ထွက်ခွာသွားပါတော့သည်အတူယူဝဲတိစီဝရိတ်မွန်းချင်းတော့ရသည်အထက်အညာဒေသတွင်ရှိ၍ရာသီဥတုမှာမမျှတပေနွေရာသီ၌လွန်စွာပူပြင်းပြီးဆောင်းရင်းညများ၌အလွန်တရာအေးစိမ်လာသည်အလွန်အေးသောဆောင်းရင်းညကာလများ၌
တိစီကိုရိတ်ဒုတင်ကိုကျစ်ဆောင်နိုင်ပါမည်လားဟုတန်တရားရှိနေကြသည်အရှင်မြတ်သည်ဆောင်းရာသီဤညအေးတပ်ပင်ဝင်လာသော10နာရီချိန်လောက်တွင်အပေါ်ယုံဧကတိကိုခွာချလိုက်သည်ထို့နောက်အေးသည်ထပ်ပိုး၍အေးလာမှဧကတိကိုကိုင်နောက်ထပ်သင်္ကန်းကြီးကိုခြုံလျက်ဇင်းညံလျှောက်ခြင်းထိုင်ခြင်းလျှောက်ခြင်းပြုသည်ဤနည်းဖြင့်ဆောင်းရာသီအေးတံကိုကာဝယ်ခဲ့သည်ဘုံကြတော့လဲမပေါက်ကွဲစစ်အတွင်းကာလဖြစ်သည်တခုသောနေ့တွင်ပဋ္ဌာန်းအဓိပတိဓမ္မယုံကြီးပေါ်၌မွန်းကြီးအရှင်မြတ်နှင့်တန်ဃာတော်များသည်ယောဂီပရိသတ်တို့အားအင်းငိမ့်စွာတရားဟောကြားပြသနေ၏ထိုအချိန်တွင်ကောင်းကင်မှဖြတ်တန်းသွားသောလေယာဉ်ပြန်တစ်စင်းကဘုံသုံးလုံးရုတ်တရက်ကျဲချလိုက်သည်မြင်ရသူအပေါင်းမှာသေပါပြီဟုထိတ်လန့်တုန်လှုပ်နေကြသည်ထိုဘိုးများသည်တမုတ်တွေဇေယီတော်မြတ်ကြီးတည်ရန်အတွက်ဆုထားသောတဲပုံတွင်သို့စုတ်ခနဲနှိမ့်မြုပ်သွားကြသည်အတန်မမီသဖြင့်အနည်းရှိလူချို့ပင်မသိလိုက်ကြဓမ္မယုံပေါ်၌တရားပွဲကဟောမြဲဟောလျက်ရှိသည်အမြောက်ပြီးသောကိုတော်ကြီးတရက်တွင်အရှင်မြတ်သည်ဇင်းညံကျောင်းတွင်၌တရားစင်ရင်ရင်ဇင်းညံလျှောက်နေသည်အုပ်ဆိုင်ညို့ပိုင်းလျက်တောကောင်းသောမိုးညင်းတောရကျောင်း၌အနီးမှာဂျပန်စစ်တပ်များခိုးအောင်နေသည်ထင်သဖြင့်တစ်ဖက်စစ်တပ်မှအမြောက်ကြီးများဖြင့်လှမ်း၍ပစ်ခတ်လိုက်သည်အမြောက်ဆန်ကြီးမိုးညင်းဆရာတော်ကြီးဇင်းညံလျှောက်နေရာကျောင်းတွင်သို့ပြေးဝင်လာပြီးဝုန်းကနေပေါက်ကွဲသွားသည်တကြောင်လုံးမိခိုးမိုင်းများပြေသွားသည်မိုးညင်းဆရာတော်ကြီးမှလည်းဇင်းညံလျှောက်နေရာမှပုတ်ကနေလဲကြကထိုင်လျက်သားဖြစ်သွားရ၏ဟာလူကမကြောက်ပဲသွေးကဘာလို့ကြောက်ရတယ်လဲဟုအားခဲကကုန်းထားလိုက်၏ကျောင်း၏အကာရံများပေါက်ပြဲပြီးအလင်းရောင်တွေဝင်နေသည်ကိုမျက်စိဝါးနေသည့်ကြားမှမြင်လိုက်ရသည်မိမိဘာမှမဖြစ်သည်ကိုသိစေလိုသည့်အတွက်ကပ္ပိယတကားတို့လာကြပါကွယ်ဟုလန့်ခေါ်လိုက်သည်ဆရာတော်အိုမိခိုးလုံးကြားတွင်ဝိုးတော်ဝါတွေ့မြင်ရသောဆရာတော်ကြီးတော့ဘုံထီဗီထင်ပါရဲ့ဟုလူများအော်ဟစ်ပြေးလွှားလာကြသည်အနီးသို့ရောက်သောဘာတရားမှမရှိဘဲမမကြီးရက်နေသောဆရာတော်ကိုတွေ့ရသဖြင့်ဝမ်းသာအားရစွာပွေ့ချီကကျောင်းသို့ပို့ကြရသည်ဇင်းကြံကြောင်တွင်သို့လိုက်လံကြည့်ရှုသောအခါဖွာထွက်ပြန့်ကျဲနေသောတစ်သားအပိုင်းစာများနှင့်တန်တိုတန်စများကိုနေရာနှံ့ပြားမှတွေ့ရှိရသည်ဂျပန်စစ်ဗိုလ်နှင့်ဆရာတော်မုံရွာမြို့သို့ရောက်ရှိနေသောဂျပန်စစ်အရာရှိသည်စစ်ပုံးသူလူပေါင်း2000နီးပါးရှိသည်ဟုသတင်းရထားသောမိုးညင်းတန်ဖို့တွေကြောင်းတဲ့အတွက်ရရမအေးရှိနေသည်ကျောင်းလိုက်အုပ်ချုပ်သူဆရာတော်နှင့်တွေ့ဆုံရန်မြို့ကန်လူကြီးများမှတဆင့်စာဖြင့်ဆက်သွယ်သည်စာထဲတွင်အုတ်ထုပ်မချွတ်ဘဲလက်နက်နှင့်ဝင်မည်ရှစ်မခိုးပဲဝင်တွေ့ခွင့်ပြုရမည်ကလထိုင်ဖြင့်ဒန်းလူထိုင်မည်ဟုဖော်ပြထားသဖြင့်လူကြီးများမှာမျက်နာပူဖြင့်အရှင်မြတ်ထံလျှောက်ထားကြသည်အရှင်မြတ်ကထိုကိစ္စကိုအလေးနက်မထားဘဲမြို့လူကြီးများစိတ်ချမ်းသာစေရန်အတွက်သူစိတ်ချမ်းသာသလိုလာလိုတဲ့ချိန်လာပါစေဟုအမိန့်ရှိလိုက်သည်နောက်တရက်စစ်ရာရှိကြီးလာသောအခါအတူပါလာသောမြို့ကန်လူကြီးများတအံ့တော်ဖြစ်သွားကြရသည်ထိုရာရှိသည်မိုးညင်းဆရာတော်မြတ်အားမမြင်ရမီအပေါက်ဝါကပင်အုတ်ထုတ်ဖနှက်ချွတ်ခဲ့ပြီးအရှင်မြတ်ကိုတွေ့သောမြမများကဲ့သို့ပင်အောက်၌ထိုင်၍ဖူးမြော်နေလေတော့သည်အပြန်လန်နှုတ်ဆက်စကားများပြောပြီးကျွန်ုပ်တို့နီပွန်လူမျိုးများစစ်နိုင်အောင်ဆုတောင်းပေးပါဟုရှောက်တင်သည်ဆရာတော်ကကောက်ပါပြီအလုံးချမ်းသာအောင်မေတ္တာပို့ပေးပါမယ်ဟုပရိယဖြင့်ဖြေကြားလိုက်သည်ဂျပန်စစ်ရာရှိသည်မိုးညင်းကျောင်းတဲ့အကြောင်းဘာတစ်ခုမှမမေးဘဲပြန်သွားခဲ့သည်ထူးဆန်းသောမိကျောင်းတစ်ကောင်1324ခုနှစ်တွင်6ဦးမြို့နယ်တိုင်းဆယ်ရွာအုပ်စုဝင်ညောင်မင်းလာရွာသည်မှာရေလုသားကိုခွေး၏ပိုက်ကွန်တွင်မိကျောင်းငယ်တစ်ကောင်ညှိ၍ပါလာသည်မိကျောင်းကိုရွှေဘုံသာဖျားနီးရေအိမ်မှရရှိခဲ့ခြင်းဖြစ်၍ညောင်မင်းလာကျောင်းဆရာတော်ဦးစန္ဒီမာကအလူခံယူထိမ့်သိမ်းထားသည်တညတွင်တန်ဖို့တွေဖျားကြီးနဲ့မိုးညင်းဆရာတော်ကြီးအားဖူးကျင်နဲ့လိုက်ပို့ပေးပါဟုမိချောင်းကပြောဆိုကြောင်းဦးစန္ဒီမာကအိမ်မက်မြင်မှတ်ခဲ့သည်အဆိုပါမိချောင်းအားနွားစကျင်းနဲ့ထက်လှဲပေါ်တင်၍မိုးညင်းတန်ဖို့တွေသို့ခေါ်ဆောင်လာကြသည်ဆရာတော်မြင်လောက်သည့်နေရာတွင်ထားကနွားစကျင်းကိုစောင်းမိလိုက်သည်မိချောင်းသည်နွားစကျင်းမှရှော့ထွက်ကဆရာတော်စီဥတီ၏တွားသွားသည်ဗဇက်ကိုဟာလျက်မောင်းတုံးဥကဲ့သို့နှိမ့်ချီမြင့်ချီပြုကအယိုသေးပေးသည်ခဏကလေးအတွင်းမှာပင်လူများဝိုင်းအောင်လာကြသည်လူများကိုအန္တရာယ်ပေးပဲငြိမ်၍သာနေသည်မွန်းချင်းဆရာတော်အားကျင်းလက်အောင်ဖူးစေပြီးမှပြန်သိမ်းယူသွားကြသည်မိချောင်းတွေ့ဖို့အလွန်ခဲရင်သောအညာရက်မြင့်နှင့်ဝေးကွာရာတွင်မိချောင်းကိုတွေ့ရသဖြင့်ထူးဆန်းနေတော်သည်မိချောင်းကိုရသောရေအိုင်ပေးမှာမိချောင်းအမှတ်တရမိချောင်းပုံအောက်ခံထားဇေဒီငယ်တဆူတီထားပြီးစွန်လောင်းဝဲပြုလုပ်ကြသည်မိချောင်းကိုလည်းမြစ်တာဖို့အမျှပေးဝေ၍ချင်းတွင်းမြစ်ထဲသို့ပို့လွှတ်ပေးခဲ့ကြသည်ခန္ဓာဝန်စွန့်ငိမ်
1326ခုနှစ်တော်သလင်းလပြည့်ကျော်ရှိရက်ညနေ6:04မိနစ်ချိန်တက်တော်93တိတ်ခါတော်83ဝါရတွင်ခန္ဓာဝန်ချခဲ့သည်တဘဝငိမ့်တော်မူချိန်တွင်ရုတ်တရက်မိုးရွာချသည်မြေကလင်ပဲ့တင်တုံလုံးချင်းကောင်းငင်၌အုတ်ကာပြန်ခြင်းအရှင်မြတ်ဆံရကျောင်းမှအထက်သို့တက်တက်ပမာရောင်စင်တန်းများဖြာထွက်သွားခြင်းကျောင်းတိုင်းအတွင်းရှိကျင်းငတ်တတဝါတို့ဖြုံးကနေတံမြိုင်အော်ဟစ်ခြင်းကောင်းငင်မှကျေးစီချူသင်းတိမုတ်တံများကြားရခြင်းတို့ဖြစ်ပေါ်ခဲ့သည်1982ခုနှစ်ကအရှင်မြတ်ကိုယ်တိုင်စိုက်ပျိုးပူဇော်ခဲ့သောဘောရီပင်ကြီးလည်းရုတ်တရက်ညှိုးလျော်၆တွေ့သွားသည်ထိုဘောရီပင်တက်တန်းမှာ45နှစ်အတွင်းပင်ဖြစ်၏မြတ်စွာဘုရားကိုစားပူဇော်ထားရှိခဲ့သောထိုဘောရီပင်မှာလည်းမြတ်စွာဘုရားကဲ့သို့ပင်45ဝါအရမှာဖြစ်စဉ်တော်ချုပ်ငိမ့်ခဲ့ရသည်ရုပ်ကလတ်တော်ကိုအယိုးအိုးစေတီသို့ပို့ဆောင်သောတပင်မှာလည်းအေးငင်းငင်းမိုးရွာခြင်းနဲ့ကြုံခဲ့ရပါသေးသည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်